ပရိသတ်များခင်ဗျာအပိုင်းတင်မှာတော့ကရသေးကြီးစီကိုရောက်လာတဲ့ထူးဆန်းတဲ့လူငယ်ဟာအခုဆိုရင်ရသေးကြီးကိုအမခန်းတဲ့ပညာရက်တွေလက်ဆောင်ပေးခဲ့ပါပြီဒီပညာရက်တွေကပဲနောက်တစ်ချိန်မှာကောသမီဘီရဲ့ဘရင်ဖြစ်လာမဲ့ဥတေနာအတွက်ဘယ်လိုမျိုးထောက်ပံ့ဖြစ်လာမလဲကောသမီဇလန်ရဲ့အပိုင်းနှစ်ကိုအခုပဲဆက်လက်နားဆင်ကြည့်လိုက်ရအောင်ပါခီးတော့ယောက်ျားကြီးပြောပုံမှာသေချာလာသဖြင့်အာလာကပရသေးကတင်းဘသူလဲထူးခြားသောအချင်းရာတစ်ခုကဖြစ်ပေါ်လာ၏ခီးသွားယောက်ျား၏ပဂရိအတွင်သည်ရုပ်ချီးပြောက်ကွယ်သွားကအယောင်ဝါတောက်ပသောတရံတစ်ခုအဖြစ်သို့ပြောင်းလဲသွားလေသည်ထိုတန်တန်ကအရှင်ဖျားတပည့်တော်ဟာအရှင်ရဲ့မိတ်ဆွေဝေလာဒီပကရတိဖြစ်ခဲ့ပါတယ်စုတေမဏီကွယ်လွန်ခဲ့ပြီးနောက်တောထွက်ချိန်ကစပြီးချိုးချံသောအကျင့်ခေါင်းပါသောအကျင့်နဲ့ကြင်ကြံနေထိုင်ခဲ့လို့စုတေပြီးနောက်မှာပဲစီးစိမ်အသေးအထွေထွေတင့်တယ်ပြည့်စုံစွာနဲ့တကော80ပတ်ရှိသောနတ်သားဖြစ်ခဲ့ပါတယ်။အာလကပယတိဒီဘဝဟောင်းကမိမိမိတ်ဆွေဖြစ်ခဲ့သူနတ်သားကိုကြည့်ရင်ထူးခြားတုံ့လုံမှုအလင်းမရှိပဲကောင်းပါလေစွာနမင်းဟူသာလွတ်ဆို၏နတ်သားကလက်အုပ်ချီ၍ရှောက်သည်အရှင်ယသိခုလိုတပါးတဲ့သတင်းတော်မှာဘေးရန်ဥပတစုံတရားများရှိပါသလားအနောက်ရှက်အဖြက်စီးတစုံတရားများရှိပါသလားမိတ်ဆွေကောင်းအဖြစ်နဲ့ကျွန်ုပ်ကူညီဆောင်ရှောက်နိုင်တာရှိရင်ကူညီဆောင်ရှောက်ပါရစေအာလကပယတိကအနှင်းငယ်စဉ်းစားပြီးမှဘေးရန်ဥပအနှောက်ရှက်လို့ပြောရင်ရာကောင်းတဲ့အရာတခုတော့ရှိပြီရဲ့အဲ့ဒါကတော့စင်တွေပါပဲနဲ့တာစင်တွေကဘလို့ရံပြူပါတလဲရှင်ရသည်ငါ့ကိုတော့ရံမပြူကြပါဘူးသို့တော့စင်များဟာငါတမြက်လဲတဲ့နေရာမှာအငြိချင်းများစွန့်ကြတယ်မြေကိုရက်ကော်ထိုးဆွပစ်ကြတယ်ဒါကြောင့်ငါမှစင်တွေစွန့်နဲ့မစင်ကျင်ကြီးတွေကိုကျုံရမြေကိုညီညာအောင်ဖို့ရညှိရနဲ့ပင်ပန်းလာတယ်အရှင်ဖေဟာအဲ့ဒီစင်များကိုအဘယ်သို့ပြုကျင်ပါသလဲနမင်းစင်များမလာခြင်းကိုပဲငါလိုရှိပါတယ်ကောင်းပါပြီရှင်သည်စင်များရဲ့အန်ဒီရဲ့အတွက်တပည့်တော်အရာရှိပါစေနတ်သား၏လက်တစ်ဖက်သည်အထက်သို့ဝေဝဲမြောက်တက်သွား၏ထိုခဏမှာပင်အလင်းတစ်ချက်ပြက်ကဗလာဟင်းလင်းလက်ထဲသို့စောင်းတလက်ရောက်လာ၏နတ်သားကစောင်းကိုလက်နှစ်ဖက်ဖြင့်ပိုက်ခါအရှင်ဖေဟာဒါဟာဟိဋ္ဌိကန္နာအမည်ရှိတဲ့စောင်းဖြစ်ပါတယ်ဤစောင်းအဖြစ်ထို့နောက်တပည့်တော်ပေးမဲ့မန်နန်အဖြစ်စင်အန်ဒရေကိုကာကွယ်ရှင်းလင်းနိုင်ပါတယ်ဆိုပါအောင်နမင်းစောင်းမှာညှို့သုံးခုရှိပါတယ်ရှူစားပါရှင်စောင်းညှို့တစ်ခုစီအတွက်ဟိဋ္ဌိကန္နာမန်နန်သုံးပုဒ်ကိုတပည့်တော်ဆက်ခဲ့ပါမယ်ပထမညှို့ကိုတိခတ်ပြီးပထမမန်နန်ကိုရွက်ရင်စင်များထွက်ပြေးကြပါလိမ့်မယ်ဒုတိယညှို့ကိုတိခတ်ပြီးဒုတိယမန်နန်ကိုရွက်ရင်စင်များတစ်ဖန်ပြန်ဆုတ်ခွာကြပါလိမ့်မယ်တတိယညှို့ကိုတိခတ်ပြီးတတိယမန်နန်ကိုရွက်ရင်တော့စင်အုပ်တို့ရဲ့အကြီးကဲစင်မင်းဟာကြောကုန်းကိုညှွတ်ပြီးရှေ့ရှုချင်းကပ်ခါစားလာပါလိမ့်မယ်အရှင်ဘုရားအနေနဲ့စင်တွေဘဲသို့ပြုစီခြင်းတည်းလေထိုတိုင်းသာဆိုင်ရာညှို့ကိုတိခတ်ဆိုင်ရာမန်နန်ကိုရွက်ဖို့ဖြစ်ပါတယ်အလိုရှိတိုင်းဖြစ်လာပါလိမ့်မယ်ကောင်းလာပါပြီနမင်းညှို့သုံးခုပါသောနတ်ဆောင်ကိုဆက်တာကမန်နန်သုံးပုဒ်ကိုတင်ကြားပေးပြီးနောက်နတ်သားကွယ်သွား၏အလကပယတိသည်မျက်လွှာအစုံကိုမှိတ်လျက်မိတ်ဆွေကောင်းနတ်သားအားတာတို့ကောင်းကြီးပေးလိုက်လေသည်ကောတမီဤဟေမန္တဥတုအခါသမယသည်နနက်အာယုန်နှင့်နေထွက်အစချိန်၌စီနီများမြူများထူထဲမုံမိုင်းစွာကြာရောက်နေတတ်ပြီးအနှဲငယ်နေရောက်လင်းလာခြင်းတွင်မူနှင်းကွဲမြူကွဲ၍ပူနွေးတောက်ပလာတတ်သည်သို့သောအေးတက်ကမပြတ်တတ်သေးသဖြင့်ထိုနေရောင်တွင်နေပူစာလုံရသူတိုင်းမှာအနှွေးချုံတွေများကပလာဆောင်များကိုလွှမ်းပတ်ထားကြရစမြဲဖြစ်၏တောက်ပသောနေရောင်ကြီးအနှွေးငွေတို့မကြရောက်ခင်တိုင်းချုံထားစေဆောင်၏အေးတံကိုထို့သို့နေစာလုံးချင်းဖြင့်ခုခံကာကွယ်ခြင်းမှာကောတမီသားတို့ပြုမြင်အလုပ်ပင်ဖြစ်လေသည်နေစာလုံးရင်ဖြင့်တနေ့တာ၏နနက်ခင်းကိုဖျက်တမ်းကြကာစိတ်ကြည်နူးချမ်းမြေ့ဝဲစကားများပြောဆိုကြသည်ဤအလေးချင်းကိုပြည်သူပြည်သားများသာမကနန်းတော်ကလည်းကျင့်သုံးသည်အထူးသဖြင့်ကကောတံမီဤဘရင်ပုရန္တပမင်းနှင့်မိဖုရားကြီးတို့သည်နနက်နေစာလုံးချင်းကိုနှစ်ချိုက်ကြသည်မင်းကြီးသည်မိဖုရားရန်ရွှေများနှင့်အတူနန်းတော်၏အမိုးအကာမဲ့ဟင်းလင်းချမ်းမြင်၌နေပူစာလုံပြီးမှနနက်ညီလာခံတက်စမြဲဖြစ်၏ဤနေ့နနက်မှာလည်း
မင်းကြီးနှင့်မိဘကောင်ကြီးတို့သည်ပန်းပေါင်းစုံရင်နှံတင်းနေသောဟင်းလင်းနန်းချမ်းပြင်၌ဂရိပါဖုံများကော်စောများထက်၌နေစာလုံနေကြသည်မိဖုရားကြီးသည်ကော်စောထက်တွင်အလိုက်တဲ့ထိုင်ရင်ဂရိပါဖုံကိုမှီ၍တက်တောင့်တက်တာဆန်နေရန်ရွှေများကမိဖုရားကြီးပို၍တက်တာစွာဆန်နေနိုင်အောင်ဖုံများမိယုံများကိုပြုပြင်ပေးနေကြသည်မိဖုရားကြီးအတွက်ဤသို့နေစာလုံခြင်းသည်ပုံမူလိုအပ်နေပေသည်အကြောင်းမှာမိဖုရားကြီး၌ဗရမ ्या ရွှေညုတ်နှုတ်ငုံအရင်အမှာတည်နေသောကြောင့်ဖြစ်၏နေစေလာစေကိုဝင်သားတရေကိုလွှဲထားရသောမိဖုရားကြီးအဖို့စောင်းနက်နက်ဤပွင့်လန်းစနေအောင်ကြီးနှင့်အနှွေးတက်တဘာဝဤဩဒရာတစ်ခုပင်ဖြစ်၏နမတော်ကြီးမောင်တော်ရဲ့ဟော့ဒီကပလာချုံတွေကိုကိုပေါ်ပိုင်းမှာလွှမ်းခြုံလိုက်ပါနင်းကွဲစမြူဆဲစအချိန်မှာပိုပြီးအေးလာတတ်တယ်အဲ့ဒီအေးတဲ့ပြောက်တော့မှနေအောင်ဟာကောင်းကောင်းလင်းပွင့်လာမှဖြစ်တယ်မင်းကြီးကမိမိကိုယ်ပေါ်တွင်ခြုံထားသည့်ကပလာချုံတွေကိုခွာ၍မိဖုရားကြီးပခုံးပေါ်သို့လွှမ်းပတ်ပေးလိုက်သည်မိဖုရားကြီးကအလိုက်တင်ခံယူရင်းမောင်တော်ရဲ့ခြုံတော်ကလည်းရဲရဲညီလိုပါလားဗရမ ्या သွေးတုံလင်းထားသလားအောင်းမင်းရတယ်တောက်တဲ့အယောင်ဟာနေအောင်ကိုပုံမလျင်မြန်စွာဆုပ်ယူနိုင်တယ်လို့ဆိုတယ်ရဲရဲဆွေးဆွေးနေတဲ့ကပလာချုံတဲ့ဟာအေးတက်ကိုကောင်းစွာကာကွယ်နိုင်တယ်လို့အနှွေးတက်ကိုလည်းအမြင်ရစေလိမ့်မယ်နှုတ်ငုံတရေအရှင်းမာတီတော့မိဘရဲ့ကောင်ကြီးပေါ်ပူရတာမင်းကြီးဤကျင်နာပုံကိုရန်ရွှေများကချီနူးစွာချီနေကြ၏ကပလာချုံတဲ့အနီရောင်နဲ့လိုက်ဖက်သွားအောင်မိဖုရားကြီးနောက်တစ်ခုဆင်မြန်းရလိုက်အောင်မယ်ဘလို့များပါလိမ့်မောင်တော်မင်းကြီးကမိမိ၏ဝဲပဲလက်တကြွယ်၌ဝစ်စင်ထားသောဗရမ ्या လက်စွပ်ကိုချွတ်လိုက်သည်ဟောတာအဖိုးတသိန်းထိုက်တဲ့ဗရမ ्या လက်စွပ်ပဲရဲရဲဆွေးဆွေးကပလာချုံရဲ့ညီမြဲတောက်ပမှုနဲ့မျှတညီညွတ်သွားအောင်နှမတော်ရဲ့လက်မှာဆင်ရင်ထားပါမင်းကြီးကိုယ်တိုင်မိဖုရားကြီးလက်ချောင်း၌ဆင်မြန်းပေးလိုက်နှင်းများကွဲစားပြုလာသည်ဆိုင်းဆူညှို့မိုင်းနေသောမြူများလည်းကျဲပါစားပြုလာပြီးဖြစ်လေ၏ထိုသည်နှင့်အမျှပင်နေအောင်ကြီးလက်တံများကဥယျာဉ်တော်တစ်ပင်ကြီးများ၏တည့်ရွက်များအကျိုးကြားမှထွင်းဖောက်လျက်မင်းကြီးနှင့်မိဖုရားကြီးနေစာလုံးရဟင်းလိမ့်မြေထက်သို့ဆင်းသက်လာနေကြသည်နနက်ခင်း၏တောက်ပသောနေအောင်တို့ကြောက်လာသဖြင့်မိဖုရားကြီးကိုပေါ်တွင်လွှမ်းထွားသောကပလာချုံတဲ့နီနီမြမြန်းသည်၎င်းဗရမ ्या လက်စွပ်ဆွေးဆွေးရဲရဲသည်၎င်းပို၍ပြိုးပြက်နေကြသည်သူရန်တပ်ပမင်းကြီးသည်အနီရောင်ဟပ်နေသည့်မိဖုရားကြီးတစ်လေကြီးကိုခြေနဲ့စွာရှူစားနေ၏ထိုခဏမှာပင်လင်းချင်းတောက်သောမြင်ကွင်းပေါ်သို့ကြီးစွာသောအရေးမဲကြီးတစ်ခုအုပ်ဆိုင်သွားသည်ကောင်းကင်ထက်သို့မင်းကြီးမော့ကြည့်သည်စောင်းနှက်၌မိုးသားတိမ်စာတမျှမှမရှိအစရာသည်ပဂရိပြာလဲကြည်စင်လျက်သို့သောအရေးမဲကြီးကဘဲသို့ကြောက်ရောက်လာသည်။တစ်ဆက်ထဲမှာပင်တဖြုံဖြုံတရှုံရှုံအတန်ကြီးများထွက်ပေါ်လာသည်။လေဝေမုန်တိုင်းတစ်ခုဝေရမ်းသည့်အလားနေစာလုံးရင်ပင်တဝိုက်မှာတစ်ပင်တို့ရင်းထိုးလှုပ်ရှားသွားသည်။အတန်ကြီးကပုံမမီဟိလာသည်နှင့်အမျှအရေးမဲကြီးကလင်းမြန်စွာဖော်လာခဲ့ပြီးသည့်အခြားမင်း၌ကပြင်းထန်သောလေအဟုန်တွင်မင်းကြီးနှင့်တကွာရန်ရွှေများလင့်စင်သားသည့်ကော်စောများဂရိပါဖုံများမိအုံများကစင်ကလျားဖြစ်သွားသည်ရှူရှိမိတန်ကြီးတစ်ခုမြေပြင်သို့နီးကပ်စွာကျရောက်လာသည်တရေရင်မှလေးလံနေသောမိဖုရားကြီးမှာဂရိပါဖုံများအကြားလဲပြိုလျက်နီနီရဲရဲကပလာချုံတွေကလုံးထွေးရစ်ပတ်လျက်ထို့နောက်တောင်ပန်ခတ်တန်ကြီးတစ်ခုမင်းကြီးနှုတ်မှာထိတ်လန့်ခြောက်ခြားရေရွက်တန်တစ်ခုထွက်ကြသည်ငှက်စင်ကြီးထိုစင်မှာပင်ငှက်စင်ကြီးသည်မိဖုရားကြီးအားထိုးတုပ်ဆောင်လျက်အဝေးသို့ပြန်တက်သွားပြီဖြစ်၏ပူရန်တပ်ပမင်းကြီးမျက်နှိုးစွာဆင်မြန်းပေးရသောရဲရဲနေသည့်ကပလာဆွေးဆွေးနေသည့်ဗရမ ्या လက်စွပ်တို့ကိုခြုံလန်းထားသည့်မိဖုရားကြီးအားတားတဲ့အမှတ်ကေငှက်စင်ကြီးထိုးတုပ်သွားပေပြီရဲရဲနေသောဗရမ ्या သွေးအဆင်းရှိသည့်ကပလာချုံတွေကိုဆင်မြန်းထားလျက်ပင်မိဖုရားကြီးသည်ငှက်စင်ကြီး၏ခြေသေးလက်သေးများကြားကောင်းကင်ပင်တစ်ပြက်ပါသွား၏ကပလာချုံတဲ့၏ထူထဲမှုကနှက်စင်ကြီး၏ချုံများသောခြေသေးအဆွဲများမှမိဖုရားကြီးအားကာကွယ်ပေးထားသလိုဖြစ်နေသည်ထို့ပြင်တလျှောက်လုံးလုံးခြေသေးချုံများဖြင့်ထိုးတုပ်သည်မဟုတ်ဘဲခြေသေးများကြားအရေပြားချင်းဆက်နေသောဂျိုင်ထဲသို့ရောက်သွားသဖြင့်မိဖုရားကြီးမှာနာကျင်ခြင်းမှလွတ်ကင်းသလိုအောက်သို့ပြုတ်ကျမိဘေးမှလည်းလုံခြုံလျက်ရှိသည်လက်စင်ကြီးဝေါကနေကြောက်ရောက်လာကတားတဲ့အမှတ်ဖြင့်ထိုးတုပ်ခြင်းခံရစဉ်ကနဦးကမိဖုရားကြီးမှာရုတ်တရက်မိတို့ကြုံလိုက်ရသည်ကိုမသိချေမြင့်လာစွာသောကောင်းကင်၌လေတဟူဟူတိုးခံရပြီးအောက်ခြေအပြင်ကိုဝေးလံသေးငယ်စွာတွေ့ရသောအခါမှာပဲမိမိအားငှက်စင်ကြီးထိုးတုပ်ခဲ့ပြီကိုတည်သွားသည်ထို့ပြင်က
ကပလာချုံတွေကကာကွယ်ပေးထားသဖြင့်ငှက်စင်ကြီးခြေသေးချုံတို့ထိုးပေါက်ခြင်းကိုမခံရကြောင်းခြေသေးအကြားအရေပြားကြိုင်တဲ့ရောက်ရှိနေသဖြင့်ပြုတ်ကျမိဘေးမှလည်းလုံခြုံနေကြောင်းမိဖုရားကြီးတည်သွားသည်တတိအလွန်မြဲစွာသောမိဖုရားကြီးသည်အလွန်အန္တရာယ်ကြီးမားလာသောကြုံတွေ့နေရသည့်အခြေအနေကိုသုံးသပ်ကြည့်လိုက်ဟတ်တီလင်ကလို့ခေါ်တဲ့ငှက်စင်ကြီးတွေဟာစင်ငါးစီးအစွမ်းကိုစောင့်နိုင်တယ်လို့ပြောကြတယ်ပြီးတော့ဒီတရဝါကြီးတွေကမြင်းမြလာစွာသောကောင်းကင်ခီးမှာပြန်တန်းအစာကိုထိုးထုတ်ဆောင်ယူပြီးတောတောင်တွေကတစ်ပင်မြင့်မြင့်ကြီးတွေစီပြန်တန်းနားနေပြီးမှအစာကိုစားကြတယ်ငါဘာလို့ရမလဲအသက်အန္တရာယ်ဘေးကိုဆက်ဆက်ကြုံတွေ့နေရခြင်းတိုင်းလွတ်မြောက်ရာလွတ်မြောက်ကြောင်းနီလန်သည်ပျောက်ဆုံးနေစေမြဲဖြစ်သည်ကြောက်ချီဤကစင်ကြရနိုင်မှုဖြင့်လွတ်ရလွတ်ကြောင်းကိုမတွေးနိုင်စေမြဲဖြစ်သည်သို့သောထူးခြားသောအသည့်တစ်ခုကမိဖုရားကြီးအာယုန်ထဲသို့ဝင်လာ၏ထိုအရာကမိခင်တို့၏မေတ္တာတရားပင်ဖြစ်လေသည်ငါတည်ဆုံးသွားခဲ့စေအောင်ငါသိခံနိုင်တယ်ဒါပေမဲ့ငါမှာပရိသေအရင်မှနဲ့ငါနဲ့ဝမ်းကြတိုက်တဲ့ကတားတဲ့မပြက်စီးစေရဘူးကိုဝင်နဲ့တကွငါအသက်ဆုံးရှုံးမခံနိုင်ဘူးမိခင်တို့၏မေတ္တာမှာရဲဝင်ခြင်းနဲ့တည်ငြိမ်စွာဆင်ခြင်သုံးသပ်နိုင်ခြင်းတို့ပေါက်ဖွာလာကြ၏လွတ်မြောက်ရာနီလန်းကိုအကြောက်တရားကင်းစွာရှာဖွေလာ၏အခုနေငါဟစ်អော်လိုက်ရင်လူတို့ရဲ့အတန်ဆိုတာပြိဿံများကိုတုံလှုပ်သွားစေတတ်တာမို့ငါအတန်ကြားတာနဲ့ငှက်စင်ကြီးဟာလှမ်းပြီးငါ့ကိုလွှတ်ချလိုက်မှမဟုတ်ချငါអော်လိုက်လို့မဖြစ်ဘူးပရိသေနဲ့တကွငါအသက်အသေးမခံနိုင်ဘူးဒါကြောင့်ငါဒီတိုင်းပဲလိုက်ပါသွားမယ်ဒီတရဝါကြီးတနေရာရာမှာနားပြီးစားမယ်ပြင်တော့မှလူတန်နဲ့ပြေးစီမယ်တောတောင်မြေချောင်းများအထက်ကောင်းကင်ခီးဖြင့်တဟုန်ထိုးပြန်တန်းခဲ့ပြီးနောက်ငှက်စင်ကြီးသည်ဟိမွေနာရက်တွင်သားကောင်တို့ကိုထိုးထုတ်ဆောင်ယူကာတက်ဆဲနားခုန်နေကြဖြစ်သောဗညောင်မင်းကြီးတပင်ရှိဗညောင်မင်းကြီးမှာနှစ်ပေါင်းရာနဲ့ချီ၍ကြီးရင်လာပြီးဖြစ်တဲ့လျောက်ငှက်စင်ကြီးအလေးချိန်ကိုကောင်းစွာခံနိုင်သည့်အပြင်အကိုင်းခတ်များမှလည်းမန်းတက်ကဲ့သို့ရှက်ဖြာနေသည်ယခုလဲငှက်စင်ကြီးသည်ပညောင်မင်းထက်နားနေကြညောင်မင်းခွေအကြားထက်သို့တက်ဆင်းလာ၏မိဖုရားကြီးလည်းခြေသက်လက်သက်ကြိုက်နေရမှာဆင်းကခွာကြားအစုံကလှိုင်ပေါက်တယ်အဆွဲအမြဲနေရာယူလိုက်သည်ငှက်စင်တို့မိဒီမှာမိမိနားခိုရာဒေသသို့ရောက်ရှိပြီးပြီဆိုလျှင်လာခဲ့သောလမ်းကိုဥကောင်းလှည့်၍ပြင်ကြည်စပယ်ဖြစ်လေသည်ထို့သောလေပြန်ကြည့်ပြီးမှထိုးထုတ်လာခဲ့သောအစာကိုဖောက်ခွဲစားတောက်တတ်သောအလေးသဘောရှိလေသည်ငှက်စင်ကြီးသည်အလေးသဘောအပြင်လာခဲ့သောခရီးကိုဥကောင်းလှည့်ပြန်ဆန်တန်းကြည့်လိုက်၏အခွင့်ကောင်းခါကောင်းရောက်ပြီဟုနားလည်လိုက်ပြီးနောက်မိဖုရားကြီးသည်ငှက်စင်ကြီးပြန်ကြည့်နေစဉ်မှာပင်လက်ခုပ်ပြင်းစွာဖြောင်းဖြောင်းတီးကာနှုတ်မှလည်းဟေးဟေးဟစ်ကြွေးတန်ကိုအတန်ကုန်អော်လိုက်သည်ရင်ထဲမှလေချောင်းမှဂရင်းပဆောင်မှရှိသမျှအင်အားတို့ကိုညှစ်ထုတ်လျက်ဟစ်ကြွေးလိုက်သောအော်တန်သည်၎င်းဖြောင်းဖြောင်းမိသောလက်ခုပ်တန်သည်၎င်းမန်းတဲ့ဖွဲအကိုင်းခက်လက်အရွက်များထိုးရှက်နေသည့်ပညောင်မကြီးတစ်ခုလုံး၏ပဲ့တဲ့ပြန်တန်ဖြင့်တခဲနဲ့သောအုပ်ဝေါ်တောင်းနှင့်အတန်ကြီးဖြစ်သွားသည်မိမိထိုးထုတ်ဆောင်ခဲ့သမျှသားကောင်တို့ကိုပညောင်ပင်ခွာကြား၌ချထားပြီးတိုင်းကြောက်ချင်းအဖြစ်ဖြစ်စေအသက်ကုန်သွားခြင်းပင်ဖြစ်စေအသက်မဲ့အသေးကောင်များကိုသာထိုးပေါက်စားတော့လာခဲ့သောငှက်စင်ကြီးမှာရုတ်တရက်အလွန်မင်းထိန်လန့်သွားပြီးပညောင်ပင်အထက်ကောင်းကင်စီသို့တဟုန်ထိုးလျက်ပြန်ထွက်ပြေးသွားလေသည်ငှက်စင်ကြီးမရှိတော့ပြီအသက်အန္တရာယ်မှလွတ်မြောက်ပြီးသို့တော်မိမသားတို့၏အသက်ဘေးကိုထာဝစဉ်ချင်းချောက်တတ်သောတဘာဝအန္တရာယ်တစ်ခုကမိဖုရားကြီးကိုဆက်လက်ချင်းချောက်လာပေပြီအချိန်ကာလဆေးရောက်လာပြီဖြစ်သောအရင်မှာပရိသေကိုဆွဲလျက်ကမ္မစလီကလှုပ်ရှားလာလေပြီထိုအချိန်တွင်နေလုံးလဲကွယ်ခဲ့ပြီဖြစ်၏ညအမောင်သည်ဟိမဝနာကိုပိမ့်ပိတ်သာဖုံးလွှမ်းလိုက်ပြီဖြစ်၏ထိုမြသာမကထဝင်းကျင်ကောင်းကင်တို့၌မဲမောင်စုပ်ပိတ်တလိမ့်လိမ့်တက်လာသောမိုးသားတိမ်တို့သည်ရုပ်ချီဝန်းဖွဲ့ဖြစ်ပေါ်လာကြပြီးအစုံ၌ကောင်းကင်၌လင်းလက်သောလျှက်ပြက်အကြောင်းများပေါ်လာ၏ထချုံသောမိုးချင်းတွေများအဆက်မပြတ်ပေါ်လာပြီးနောက်မိုးကျလျက်စီတို့သည်လည်းမရေမတွက်နိုင်သောနေရာများစီမှထိုးဖောက်ပောက်ကွဲလာကြသည်ထို့နောက်အဆက်ပြတ်တော့သည်မရှိသောဂျိုးချင်းမီဟီးတံများနှင့်အတူကြီးစွာသောမိုးပေါက်ကြီးများလည်းဖြုံဖြုံဖြင်းဖြင်းတဝဝကြာဆင်းလာသည်ဟိမဝနာဤပြင်းထန်သောမူချိန်ထဲမှာပင်ကမ္မစလေးအဟုန်ကြောင့်ထိုးကျင်သက်ဆောင်သည့်အဝိနိကဒုက္ခပေကောတမီနန်းတော်ရှိအတရေတင်သောအဆောင်တော်ထဲမှာဆိုလျင်နှွေးထွေးနှူးညံ့သောဆက်ရာထဝိုင်းအောင်ပြုစုယူရခန်းစားနေကြမည်မောင်းမရန်ရွှေများတားပွားခြင်းတတ်၌ပါရကူမြောက်သည့်ဘရင်နန်းသုံးဝမ်းဆဲလက်ဆဲတွေများဖြင့်မိဖုရားကြီးအနီး၌ပြပခတ်လှုပ်ရှားနေကြပေပြီအပူနွေးတဲ့ကိုရစေသည့်မီးလင်းပူများအယောင်လင်းကိုပေးသည့်မီးတိုင်များမောင်တော်မင်းကြီးထံမှလည်းနှမတော်မိဖုရားကြီးကောင်းစွာမီးရှူးသက်စဉ်ဖွားမြင်စေကြောင်းဆုတောင်းအားပေးသည့်တဝန်လာများပန်းစီများလက်ဆောင်ပန်းလာများဆုလက်ရတနာများကအသင့်စီခင်းဖြန့်ချက်ပြီးဖြစ်နေပေလိမ့်မည်ရင်သွေးရတနာကောင်းစွာဖွားမြင်ကြောင်းမင်္ဂလာသတင်းကိုကြီးညာပေးမိမင်္ဂလာမောင်းတော်စီတော်ခေါင်းလောင်းတော်များလည်းအသည့်ရှိနေကြပေမည်
ယခုမူကားလူသူမရောက်ဟိမောနာမြင်လာစွာသောညောင်မင်းခွာကြတဲထန်သောမူဒီမူပေါအဆက်မပြတ်တရက်ဆက်ပေါက်ကွဲနေသောလျှက်စီးမှုချို့ဆင်းရဲဒုက္ခရှိရှိသမျှတို့၏နှိပ်စက်ခြင်းအောက်ဝဲည3ရံပလုံးမိဖုရားကြီးမှာတမေးတမိတ်များအိပ်ဆက်ရသည်မရှိဘဲတာဖွာခြင်းဒီဟုသောအဝေနိကဒုက္ခကိုမမျှမတအောင်ခံစားနေရတော့သည်ညသည်တစတစကုံဆုံးလာခဲ့သည်မိုးပေါက်တို့သည်ကြိုးကျဲပါလျားလာခဲ့၏ကောင်းကင်တွင်မိုးသားတိမ်မဲတို့လွင့်စင်လာခဲ့၏ဟိမောနာ၏အရှိစီတွင်အာယုံပြုတ်လာသည်ထို့နောက်လင်းလက်သောအလင်းရောင်တန်းများရှည်လျားစွာထိုးထွက်လာကြကာနေရောင်ဖြန့်ကျက်လာသည်မိုးတိမ်၌တို့ကင်းစင်လွင့်ပြောက်ခြင်းနေရာယုံတက်ခြင်းတို့နှင့်တပြိုင်တည်းမှာပင်မိဖုရားကြီးကိုဝင်မှထမြောက်မွေးဖွားခြင်းဖြစ်ပေါ်၏မွေးညင်းပေါတိုင်းတွင်နာကျင်မှုကိုခံစားခဲ့ရကာအသက်ပင်ရှူမြရသလောက်ပြေးစာကြုံတွေ့ခံစားခဲ့ရသောဒုက္ခသည်မိုးတိမ်တိုက်တို့ကဲ့သို့ကင်းစင်သွား၏မိရှုတန့်စင်ဖွားမြင်လိုက်ခါအမိဝမ်းထဲမှကျွတ်လာသောသားသည်နေအာယုံနှင့်အတူလောကထဲသို့ရောက်ရှိလာ၏မိခင်သည်အန်ဒရခတ်သိန်းကိုလွန်မြောက်ခါအောင်ပွဲခံလေပြီမိဖုရားကြီး၏ဖြော့တော့ဖြူော်နေသောမျက်နှာပြင်ထက်မှတောက်ပသောမျက်လုံးအိမ်များကသား၏မျက်နှာကိုမြစ်တာ၏လက်သောပြုံးများဖြင့်စိတ်စိတ်ကြည်ခြင်းစီရွက်လိုက်သည်မိုးကြောင့်ဖြစ်သောဥတုကို၎င်းတောင်ကြောင့်ဖြစ်သောဥတုကို၎င်းနေအယုံကြောင့်ဖြစ်သောဥတုကို၎င်းထိုချင်းရာထိုဥတုတို့ကိုရှု၍ဖွားမြင်သောငါသားအားဥတေနဟုအမည်တွင်စေရန်ကြည်စံမိုးသားတိုင်လေးတွေကြားကမွေးဖွားလာခဲ့တဲ့ကလေးငယ်ဟာအခုဆိုရင်ဥတေနဆိုတဲ့အမည်နာမနဲ့တူကောသမီပြည်ရဲ့မျှော်လင့်တဲ့ရောင်ခြည်ဖြစ်လာခဲ့ပါပြီဒါပေမဲ့တောတောင်အလယ်မှာခိုလုံနေရတဲ့ဒီမင်းသားလေးတယောက်မိမိရဲ့ပိုင်ဆိုင်ထားတဲ့ထီးနှံအာဏာကိုဘလို့နီးနဲ့ပြန်လဲရယူနိုင်ပါလဲတတိကြီးစီကတင်ယူရမယ့်ထူးခြားတဲ့အတတ်ပညာတွေကရောသူ့ဘဝကိုဘလောက်ထိအစွမ်းထက်စေမှာလဲနားဆင်သူပရိသတ်တို့ရေနောက်ထပ်တင်ဆက်ပေးမယ့်အပိုင်းတော့မှာတော့အရွယ်ရောက်လာတဲ့ဥဒေနာမင်းသားရဲ့စော်သားကန်းတွေနဲ့ရင်ခုန်စိတ်လှုပ်ရှားပွဲဇက်ရှိန်အလှည့်ပြောင်းတွေကိုဆက်လက်နားဆင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Knowledge Vibe Channel ကတင်ဆက်နေတဲ့ကောသမီ Audio Book လေးကိုသဘောကျတယ်ဆိုရင် like ပေးခဲ့ဖို့နဲ့နောက်ထပ်အပိုင်းတွေကိုအမြန်ဆုံးသိရအောင် Subscribe လုပ်ထားပေးကြပါဦးခင်ဗျာ။ပိုင်း3မှာပြန်လည်စုံတွေ့ကြပါမယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Knowledge Vibe မှာစောနောင်ဖြစ်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေခင်ဗျာ။